မြောက်ကလာအထကခုနှစ်မှာကျောင်းဆင်းချိန်မိုးကြိုးပစ်လို့ဆရာမတဦးနဲ့ကျောင်းသားငယ်2ဦးစုစုပေါင်း3ဦးထိခိုက်ခဲ့ပါတယ်။ရန်ကုန်မြို့မြောက်ကလာပမြို့နယ်မှာရှိတဲ့အမှတ်9အခြေခံပညာအထက်တန်းကျောင်းကကုတ်ကိုပင်တပင်ကိုမိုးကြိုးပစ်ရမှာအပင်ရောက်အနီးနားမှာရှိနေတဲ့ကျောင်းသားငယ်2ဦးနဲ့ဆရာမတဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ဇွန်လ1ရက်နေ့မွန်းလယ်2နာရီခွဲမှာအဆိုပါကျောင်းဝင်းထဲကကုတ်ကိုပင်အောက်မှာဆရာမနဲ့ကျောင်းသား2ဦးတို့မတ်တပ်ရနေစဉ်မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်ပါတယ်။တွားကြိုတဲ့ကျောင်းသားမိခင်တဦးပြောပြတာကတော့2တန်းကလေးတယောက်ကနားစီကွဲပြီးနားရသွေးတွေစီးကြနေတယ်။သူမိဘတွေကအခုချိန်ထိတယောက်မှရောက်မလာသေးဘူး။ကျမတွားကြည့်တဲ့အချိန်မှာကလေးလေးတယောက်ကနှလုံးရက်သွားပြီးကြောင်ကြီးဖြစ်နေတယ်။ကျမပြောချင်တာက2နာရီခွဲအချိန်မိုးတွေတဲကြီးမဲကြီးရွာနေချိန်မှာဘာလို့မူလာတဲ့ကလေးတွေကိုလွှတ်ရတာလဲဖြစ်တဲ့အချိန်မှာကျောင်းရဲ့အဝမှာကလေးတွေကိုစုထားတယ်အပေါ်မှာကုတ်ကိုပင်အကြီးကြီးရှိတယ်ပြစ်လိုက်တာကတော့အဲ့ဒီကုတ်ကိုပင်ကိုပြစ်လိုက်တာအောက်မှာဆရာမရဲ့ကလေးတွေရဲ့ရှိပါတယ်မိုးကြိုးပစ်တဲ့အချိန်မှာဆရာမကကလေးတွေကိုတွန်းချပြီးသူခံလိုက်တဲ့ပုံစံပေါ့နော်ထီးပါလွင့်ထွက်သွားပြီးပြစ်လဲသွားတယ်ဖြစ်တဲ့ကလေးရဲ့မိဘတွေကလည်းကလေးကနားစီကွဲပြီးသွေးတွေထွက်လာနေပြီးကလေးမိဘတွေကအခုချိန်ထိဘာလို့ရောက်မလာတာလဲကျောင်းဆဖွင့်တဲ့ရက်မှာကိုကလေးတွေကိုစောစောစီးစီးလာကြိုတင်တာပေါ့အခုဆ iam ရဲ့ဒီတန်းကလေးနဲ့2တန်းကလေးကစေးုံရောက်သွားပါပြီကျောင်းသားမိဘတွေလည်းကိုကလေးတွေကိုယူဆိုင်ကြပါစိတ်မကောင်းလို့ကျမကူပဲနောက်တစ်ခေါက်ကျောင်းကိုတွားကြည့်ခဲ့ပါတယ်လို့ပြောဆိုထားပါတယ်